ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ KPMF နဲ့ KNL အဖွဲ့တို့မှအဖွဲ့ဝင်အမျိုးသား42ဦးတို့ဟာလက်နက်ခဲယမ်းများနဲ့အတူဥပဒေဘောင်တွင်ကိုထပ်မံဝင်ရောက်ခဲ့ကြပြီးမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအနှံခြင်းကိုဒီကနေ့မနက်ပိုင်းမှာအရှိတောင်တိုင်းစစ်ဌာနချုပ်အောင်ဆန်းခမ်းမမှာပြုလုပ်ရာဥပဒေဘောင်တွင်ပြန်လည်ဝင်ရောက်ခဲ့ကြသူများက၎င်းတို့နှင့်အတူပါရှိလာတဲ့ M16 တနက်1လက် M4 တနက်2လက်ဦးစီးတနက်1လက် .22 လက်လုံတနက်1လက်လက်လုံ6လုံးထိုးကြည်တနက်2လက်စစ်စာဝါပစ္စတိုတနက်3လက်6မမပစ္စတိုတနက်2လက်လက်လုံပစ္စတိုတနက်1လက် NG1 လက်ပစ်ပုံ10လုံးလမ်းလျှောက်စကားပြောဆက်6လုံးကြီးအိမ်17ခုနဲ့ကြီးမျိုးစုံ188တောင်းတို့ကိုလွှဲပြောင်းအနှံ့ရာပြည်နယ်ဝင်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံးကြီးမှဒုတိယဗိုလ်ချုပ်ကြီးကျော်လင်းမောင်တိုင်းမှုနဲ့တာဝန်ရှိသူများကလက်ခံရယူပါတယ်။အဲဒီနောက်ပြည်နယ်ဝင်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံးကြီးမှဒုတိယဗိုလ်ချုပ်ကြီးကျော်လင်းမောင်နဲ့တိုင်းမှုတို့ကမောင်းပြန်ရိုင်ဖယ်4လက်အတွက်ငွေကျပ်300လက်လုံတနက်3လက်အတွက်ငွေကျပ်15သိန်းပစ္စတိုတနက်5လက်အတွက်ငွေကျပ်300လက်လုံပစ္စတိုတနက်1လက်အတွက်ငွေကျပ်5သိန်း MG1 လက်ပစ်ပုံ10လုံးအတွက်ငွေကျပ်330လမ်းလျှောက်စကားပြောဆက်6လုံးအတွက်ငွေကျပ်12သိန်းနဲ့ဥပဒေဘောင်တွင်ဝင်ရောက်လာသူများအတွက်ငွေကျပ်325,000စုစုပေါင်း382သိန်း5,000ကျပ်နဲ့လက်ဆောင်ပစ္စည်းများအားပေးရရာဥပဒေဘောင်တွင်ဝင်ရောက်လာကြသူများကလက်ခံရယူကြပါတယ်